အားလုံးပဲမင်္ဂလာပါ0 band ကနေပြီးတော့သတင်းကောင်းလေးတစ်ခုကြောင်းရစရာရှိပါတယ်0 band ကနေပြီးတော့စီစဉ်ပြီးတော့လာမယ့်မေလ16ရက်နေ့မှာအာဇာနည် one man show ကိုကျင်းပပြုလုပ်ဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်အာဇာနည်ရဲ့နိုင်ငံကျော်သချင်းတွေဖြစ်တဲ့ရင်ရင်လေးယူတို့ရှင်းပြခွင့်ပေးပါဆိုတဲ့သချင်းတွေဟာဆိုလို့ရှိရင်အခုထက်ထိကိုပဲကိုတယောက်ထမ်းနေတဲ့အချိန်တွေဖြစ်ပေါ့နော်ကားမောင်းနေတဲ့အချိန်တွေမှာပဲဖြစ်နားထောင်လို့ကိုမဝနိုင်တဲ့ရင်ထဲထိတဲ့သချင်းတွေပါပဲticket 2မျိုးရှိပါတယ် general ticket ကတစ်စောင်ကို$50ဖြစ်ပြီးတော့ဒီ$50 ticket တွေထဲကနေကန်ဆယ်မဲ့စုတစ်ခုကိုထည့်သွင်းပေးထားပါတယ်နောက်တစ်မျိုးကတော့ VIP ticket ဖြစ်ပြီးတော့ VIP ticket ဟာတစ်စောင်ကို$100ဖြစ်တယ်ဒီ VIP ticket တွေထဲကနေပြီးတော့ကန်ဆယ်မဲ့5စုကိုထည့်သွင်းပေးထားပါတယ်စုတွေအနေနဲ့အပြင်ငွေသား$100 5စုကိုထည့်သွင်းထားပြီးတော့ဒုတိယစုနေနဲ့$1000ပထမစုနေနဲ့$2000ဆိုပြီးတော့ကန်ဆယ်မဲ့စုတွေထည့်သွင်းပေးထားပါတယ်ဒီ concert နေရာမှာစားစရာမျိုးစုံကိုလည်းရောင်းချသွားမှာဖြစ်ပြီးတော့ light stick တွေပန်းစည်းများစွာကိုလည်းရောင်းချပေးသွားမှာဖြစ်ပါတယ်ပြီးတော့သွားရမယ့် concert နေရာကိုလည်း screen မှာရေးပြပေးထားပါတယ်အားကြောင့်မို့လို့0 band ကနေကျင်းပတဲ့အာဇာနည်ရဲ့ one man show ကို ticket တွေအများကြီးအားပေးပြီးတော့စားစရာတွေပန်းစည်းတွေနဲ့အတူဗမာပြည်အလွမ်းဖြည့်ရင်းနဲ့အားလုံးလာရောက်ပါဝင်ဆင်နွှဲဖို့ကိုဖိတ်ခေါ်လိုပါတယ်Now